မင်္ဂလာပါရှင်ဆူရာဒီနေ့မှာတော့ချွတ်ချွတ်ရရနဲ့အရန်စားလို့ကောင်းတဲ့ဘူဒီချိုလေးလို့စားဖြစ်တာနဲ့အားလုံးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်ပထမဆုံးဘူဒီကိုနှီးပါမယ်ဘူဒီတစ်လုံးကိုတော့ဆူကတဝက်လောက်ပဲသုံးထားတယ်ပေါ့နော်ပြီးသွားရင်တော့ဘူဒီကိုအချောင်းလေးတွေနှီးပြလိုက်ပါတယ်အချောင်းလေးရလဲကိုကျဲသူလို့တော့လှီလို့ရပါတယ်နော်အသေးကြီးကတော့ကိုစိတ်ချလုံးနိုင်ပါတယ်ဒါကတော့ဂျုံမုတ်ပေါ့နော်ဂျုံမုတ်ကိုသမင်းစားသွန်းသုံးပြီးတော့ဘူကြီးတွေနဲ့တမထောင်ကိုရောပေးလိုက်ပါတယ်ပြီးတော့ရင်တော့မုံနဲ့ဆက်ပါမယ်ဒါကတော့ဆန်မုတ်ထည့်တာပါနော်ဆန်မုတ်ကသမင်းစားဆုံး6စွန်းထည့်ထားပါတယ်ဂျုံမုတ်ကတော့2စွန်းထည့်ထားပါတယ်ကောင်းကြီးမုတ်ကသမင်းစားဆုံး3စွန်းပဲထည့်ထားပါတယ်ဘေကင်ဖုံလာကျတော့တစ်ဖက်စွန်း2စွန်းကြော်လောက်သုံးနေပေါ့နော်စားလေးအနေငယ်ကိုလည်းထည့်ပြီးတော့အချုံမုတ်အနေငယ်ကိုပဲထည့်ပေးပါတယ်စနုံးမူလေးလည်းအနေငယ်ထည့်ပါမယ်ပြီးတော့ရင်တော့ရေနဲ့ငယ်ထည့်ပြီးတော့တမအောင်ဝေးပေးပါမယ်ရေကတော့ဆူကခံမှန်းပြီးတော့ထည့်တာဖြစ်ပါတယ်မုံနှစ်ကမပြစ်မချက်အနေထားဆိုလို့ရှိရင်မူးကြလို့ရတာဖြစ်တဲ့အတွက်ခံမှန်းပြီးတော့ပဲထည့်လိုက်ပါတယ်တကယ်လို့မုံနဲ့မဆက်ချင်ဘူးဆိုလို့ရှိရင်လည်းအကြော်မုံသုံးပြီးတော့ပဲကြိုပေးပါနော်စီပူလာတဲ့အခါမှာတော့ဘူဒီကိုထည့်ပြီးတော့ကြိုလိုက်ပါတယ်မီးအရမ်းများသွားရင်လည်းအကြော်လေးတွေတူးတော့မှဖြစ်တဲ့အတွက်မီးအလယ်လန်းနဲ့ပဲကြိုပေးလိုက်ပါတယ်ပြီးတော့ရင်တော့ဟိုဘက်ဒီဘက်လမ်းပေးလိုက်ပါအရင်ကြီးတော့မကြောက်ဘူးပေါ့နော်2မိနစ်3မိနစ်လောက်ဆိုရင်တော့ရပါပြီအကျော်လေးတွေရွှေအောင်တန်းလာပြီဆိုရင်တော့ဆက်ပေးလို့ရပါပြီနော်ဒီလိုနဲ့ပဲဘူးသေးတွေအကုန်လုံးကုန်တဲ့အထိကိုကြော်ပေးလိုက်ပါနော်ဆိုရင်တော့အပြင်သားကချွတ်ချွတ်လေးနဲ့အရန်စားလို့ကောင်းတဲ့ဘူဒီချိုလေးရပါပြီဘူဒီချိုတဲ့အခါမှာဆမုတ်ကိုတုံးထားတဲ့အတွက်သူကခဏလေးနဲ့ပြုတ်မသွားဘူးပေါ့နော်အချိန်ကြာလေးထီတော့သူကချွတ်ချွတ်လေးဖြစ်နေပါတယ်အချင်းကလည်းကိုကြိုက်တဲ့တက်ရချင်းနဲ့တိုးစားလို့ရပါမယ်ဘူဒီချိုနဲ့ကတော့ဒီမကြီးအချင်းကတော့အလိုက်ပတ်ဆုံးလို့စူတင်ပါတယ်ရှင်စူရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်နော်သူ့ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and share လေးလုပ်ထားပေးပါအောင်နော်ဟာ subscribe လုပ်ဖို့လည်းမမေ့နိုင်ဘူးနော်နောက်ဗီဒီယိုတွေမှာတွေ့ကြမယ် bye bye